ကဲကြောက်ခဲ့မင်းတို့နှစ်ယောက်လုံးလာပုံထောက်ရင်တော့ကိစ္စတော့ထူးပြီထင်တယ်ပြောပါအောင်ကွာဘာများထူးလို့ညာကကိုကြီးတာဒီထွက်သေးလားဟာထွက်တာဗောကြောက်ခဲ့ရငါကရွာလေကင်းကအုပ်စုမှာရှိတယ်လေကွာလေးလေးချက်ကြီးတို့နဲ့ကွာငါတော့မှမင်းတို့နှစ်ယောက်ကိုရှာကြည့်သေးတယ်လူကြီးတွေကမထွက်ရဘူးဆိုလို့မင်းတို့ထွက်မလာတာလားကျုပ်ကကြောက်ခဲနဲ့တံမဏီကိုမေးလိုက်တာဗျဒီတော့ကြောက်ခဲကခေါင်းခါပြပြီးပြန်ပြောတယ်ဟာကိုကြီးတာဒီယာကျုပ်တို့လားမထွက်ဘဲနေမှာညကရွာလေကင်းမှာကိုကြီးတာဒီရောက်နေမယ်ဆိုတာတွေးမိတယ်ဒါပေမဲ့ဟိုမာကပွဲကောင်းနေလို့ကျုပ်တို့နှစ်ယောက်ရွာလေကင်းကိုရောက်မလာတာဗျဟေးပွဲကောင်းနေတယ်ဟုတ်လားဘာပွဲကကောင်းနေတာတော့ကြောက်ခဲရတရွာလုံးကိုကြားကပတ်ပြီးတော့ဟိမ့်နေတဲ့အချိန်မှာဘာပွဲကကောင်းနေတာတော့ဟာကိုကြီးတာဒီတို့မသိလိုက်ဘူးပြုရွာရှိပိုင်းကဘိုးတော်ညိုတို့ဝိုင်းပါလေဘိုးတော်ညိုရဲ့သမီးကိုကျိုးနဲ့ကိုတုတ်ထားရတာပြုဟေးဟုတ်လားနေပါအောင်ကြောက်ခဲရမင်းပြောတဲ့ဘိုးတော်ညိုဆိုတာကိုရင်ညိုလို့ခေါ်တဲ့ဘိုးတော်ကိုပြောတာမလားရောင်တုံးလေးနဲ့လေဟုတ်တယ်အဲ့ဒီဘိုးတော်ကြီးကိုပြောတာဗျဝိုင်းအကျယ်ကြီးနဲ့လေဗျာဒါဆိုရင်တော့ငါနဲ့သိတဲ့ဘိုးတော်ရဲ့ကွာဒီဘိုးတော်ကြီးကလူချမ်းသာကြီးဟဲ့ယားရီအများကြီးရှိတယ်ပြီးတော့ဖျားတရားလည်းတိတ်လို့တာကွာယားထုံရင်လည်းပရိတ်တွေရွတ်နေတာကြောက်ခဲရအိမ်မာနေရင်လည်းလက်ထဲမှာဗလီတကုန်းကင်ပြီးတော့အမြဲစိတ်နေတာငါအဘနဲ့အသက်တူတူလောက်ပဲရှိတယ်ကျုပ်တို့ပြောတာကိုအဘကနားထောင်နေရင်နဲ့ဝင်ပြီးတော့ပြောတယ်ဗျကိုရင်ညိုကိုပြောတာမလားအဘထက်အသက်2နှစ်3နှစ်လောက်ငယ်တယ်ကွာလူလေးပြောတာဟုတ်ပါတယ်ဖျားတရားတော်တော်လုပ်တယ်အိမ်မာနေရင်တရားထိုင်ပရိစိတ်အမြဲလုပ်တယ်လှူဟဲတန်းဟဲလည်းအမြဲလုပ်နေတာကွာဒါပေမဲ့လူသိမခံဘူးတူတူဒိတ်ဒိတ်ပဲလှူတာတဲ့အဘကြားဘူးတာတခုကတော့ကိုရင်ညိုကအထက်ကိုင်းကလို့ပြောကြတယ်ဒါလည်းလူသိမခံပါဘူးကွာသူတို့မိသားစုကထဏောင်းကုန်းစာတီမဟုတ်ဘူးလေတခြားအရက်ကနေဒီကိုပြောင်းလာကြပြီးတော့ဒီရွာမှာယာရီဝဲတောင်သူလုပ်နေကြတာဝိုင်းကြီးလဲဝယ်ပြီးတော့ကျွန်းအိမ်ဆောက်ထားတာအနေထိုင်လဲရိုးတယ်ပြီးတော့ဘာမဆိုတူတူဝက်ဝက်နေကြတာဘာတခုမှကြွားကြွားဝါဝါမလုပ်ကြဘူးအဲ့ဒါနဲ့ကိုရင်ညို့သမီးကိုဘာဖြစ်လို့ကျိုးနဲ့တုတ်ထားရတာတော့ကြောက်ခဲ့ရဲ့ပြောစမ်းမအောင်ညာကရွာကိုပတ်ပြီးတော့ကြားဟိနေတဲ့အချိန်သူ့သမီးအမားမြညူကထအော်လို့လဲဘိုးရဲ့ဟေးဘလူအော်လို့တော့ကြောက်ခဲ့ရကျုပ်ကဝင်ပြီးတော့မေးလိုက်တာဗျူလာပါပြီရှင်ကျမအခုလာပါပြီကြားကြီးကိုမလွတ်လိုက်ပါနဲ့ကျမကြောက်လို့ပါဆိုပြီးတော့အော်နေတာကိုကြီးတာဒီဟာဒါဆိုရင်ဒီကြားနဲ့မမြညုံနဲ့ကအကြောင်းဆက်ဆက်နေတာပေါ့ဟုတ်တယ်ကိုကြီးတာဒီ